အိုးထားတော့ပြကနေကြိုဆိုလိုက်ပါတယ်ခင်ဗျဒီဘက်မှာဘယ်လိုပြောင်းလဲပြီးကြုံတွေ့ရမလဲဘယ်လိုလှုပ်ဆောင်သင့်လဲဆိုတဲ့အကြောင်းကိုဗီဒီယိုလုပ်ပြပြီးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုတွေ့ရတဲ့သူတွေအနေနဲ့ဒီကပတ်အတွင်းမှာကိုမနာလိုတဲ့သူတွေဂုံးတိုက်တဲ့လူတွေနောက်ပြီးတော့ကိုအကြောင်းကိုဗျာမကောင်းပြောတဲ့သူတွေနဲ့အများကြီးကြုံတွေ့ရတတ်ပါတယ်နောက်ပြီးတော့အဲ့ဒီအတွက်အရန်အမဲစိတ်မကောင်းဖြစ်ရတဲ့အပတ်ရက်တဲ့ဘက်ပေါ့ဗျာဒါပေမဲ့လို့အဲ့မကောင်းတဲ့အရာတွေကြီးကနေပြီးတော့ကိုယ့်ရဲ့မှာ energy တွေယူပြီးတော့တွန်းအားတွေရယူပြီးတော့ကိုယ့်ရဲ့မှာအစီအစဉ်တွေကိုပိုကောင်းအောင်လှုပ်ဆောင်လာနိုင်လိမ့်မယ်နောက်ပြီးတော့ကိုယ့်အတွက်ကောင်းတဲ့အခြေအနေတစ်ခုကိုပြောင်းလဲပြီးတော့ဖန်တီးနိုင်လိမ့်မယ်ပေါ့နော်ကိုအရင်တုန်းကဆွဲထားခဲ့တဲ့အစီအစဉ်တွေကိုလှုပ်ချင်နေတဲ့အကြောင်းအရာတွေကိုအခုတစ်ပတ်မှာအကောင့်တွေပေါ်နိုင်မဲ့ရက်တဲ့တစ်ပတ်ဖြစ်ပါတယ်နောက်ပြီးတော့ကောင်းတဲ့အခွင့်အလမ်းအသစ်တွေနောက်ပြီးတော့ကောင်းတဲ့ကမ်းလှမ်းချက်တွေနောက်ပြီးတော့ဝင်ငွေရပေါက်ရလမ်းအသစ်တွေလည်းရရှိနိုင်ပါတယ်ဆန်းပွင့်တဲ့ကာလတစ်ခုဖြစ်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်